မင်္ဂလာနေ့လည်ခင်းပါရှင်အာဂူဂျူးသတင်းဌာနကနေဒီကနေ့2026ခုနှစ်မတ်လ3ရက်နေ့တနင်္ဂနွေနေ့အတွက်ဒီဘိတ်နဲ့ပတ်သက်တဲ့စိတ်ဝင်စားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာပါရှင်ဒီကနေ့မှာလည်းဒီဘိတ်နဲ့ပတ်သက်တဲ့ထိပ်တန်းရောက်သတင်းတွေကိုတင်ဆက်ပေးသွားမှာပါကျွန်မခင်ယူပါကြောပါဒီကနေ့တင်ဆက်ပေးသွားမယ်စိတ်ဝင်စားတဲ့သတင်းတွေကတော့ဒီဘိတ်တာတွေကပြောတဲ့ဒီဘိတ်ဆိုတာဒီဘိတ်လေကဒီဘိတ်ကမ်အောင်မြင်စွာပြီးဆုံးသွားခြင်းဒီဘိတ်လေကတင်တဲ့အပေါ်တက်ရောက်သူများရဲ့အတွေ့အမြင်နဲ့မြန်မာနိုင်ငံရဲ့လက်ရှိဒီဘိတ်အမြင်နဲ့အလားအလာစတဲ့စိတ်ဝင်စားတဲ့သတင်းများကိုတင်ဆက်သွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ဒီဘိတ်တာတွေပြောတဲ့ဒီဘိတ်ဆိုတာဆိုတဲ့အကြောင်းကိုစတင်တင်ပြသွားမှာဖြစ်ပါတယ်ရှင်။ဒါကိုကျမတို့ရဲ့အကြီးတန်းသတင်းတောက်မက်ခင်မရာကျော်ကဒီဘိတ်တာတချို့ဇုံးမတက်ဆက်သွယ်မြင်ခဲ့ပါတယ်ရှင်။ဟုတ်ကဲ့မင်္ဂလာပါလက်ရှိဖွံ့ဖြိုးတိုးတက်မှုကိုရှာနေတဲ့မြန်မာလူငယ်တွေကြားထဲမှာဒီဘိတ်ဆိုတာ popular ဖြစ်တဲ့ခေါင်းစဉ်တစ်ခုဖြစ်လာပါပြီ။အခုတမေရိုးကတကယ်လူချင်းဆိုတာထက်ပိုပြီးတော့လေးနက်တဲ့တာဝန်ခံမှုရှိတဲ့အကြောင်းအရာတွေနဲ့ခံယူချက်တွေလည်းပါဝင်လာပါတယ်။ဒီအကြောင်းအရာကိုဗီဒီယိုလေးတစ်ခုလုပ်ထားပါတယ်။ကောင်းမှုရာလေးကိုလည်းထုတ်နှုတ်ပြီးတင်ပြထားတာမျိုးအတူတူကြည့်ကြရအောင်ရှင်။ debate ဆိုတဲ့အရာကဖူးနားလေတာတော့စကားအရာပဲနိုင်အောင်လို့စကားလူတာမျိုးမဟုတ်ဘူးစကားအရာကြားကောင်းအောင်ပြောရမျိုးမဟုတ်ဘဲနဲ့ကိစ္စတစ်ခုအကြောင်းအရာတစ်ခုပြောမယ်ဆိုရင်အချက်အလက်ကြကြရုပ်တိတန်အောင်လို့ပြောရတဲ့အနုပညာရဲ့တစ်မျိုးပဲပေါ့လေဆိုတာကဒီလူအတိုင်းပိုင်းမှာပေါ့နော်သူတို့အတွက်မတူညီရဲ့ရှုထောင့်နေမျိုးရှိရဲ့လူငယ်စုတွေခံယူချက်နဲ့လူများစုခံယူချက်ဆိုပြီးအဲ့လိုမျိုးပေါ့ဒီမိုကရေစီဆန်တဲ့အရာတစ်ခုဒီကိစ္စတွေပေါ်မှာဆုံးဖြတ်တဲ့ခါကြောက်ရှင်ဒီလိုပြန်လည်အဲ့လိုပေါ့မျှဝေပြီးတော့မဲခွဲဆုံးဖြတ်မှုမတိုင်ခင်မှာပထမဆုံးဒီရှုထောင့်နေမျိုးပြန်ပြီးတော့ဒီဆွေးနွေးပြီးတော့ရှင်ပြိုင်ကြတဲ့ဒီတယောက်နဲ့တယောက်အယူဆတွေကိုရှင်ပြိုင်ကြတဲ့အရာတစ်ခုလို့ကျွန်တော်မြင်ပါတယ်ဒီဘက်ဒုတိယသတင်းအနေနဲ့ဒီဘိတ်တာတွေကြားစိတ်ဝင်စားရှိခဲ့ကြတဲ့ဒီဘိတ်လေကဒီဘိတ်ကမ်ဟာ21ရက်2လ2026ကစတင်ခဲ့ပြီးတလခန့်အကြာယနေ့29ရက်3လ2026မှာဆိုရင်တရားဝင်အောင်မြင်စွာပြီးစီးသွားပြီဖြစ်ပါတယ်။ Ray, Tana, ဦးနဲ့ Opinionist Society ကဦးစီးပြီးဒီအစီအစဉ်နဲ့ဖွင့်လှစ်ခဲ့တဲ့အဆိုပါကမ်ကိုပါဝင်တက်ရောက်သူ26ဦးခန့်ရှိခဲ့ပြီးကောင်းမွန်သောအတွေ့အကြုံကောင်းများနဲ့ဒီဘိတ်ကာချာပြေးသွားသောလူအဖွဲ့အစည်းတွေတို့အင်အားကောင်းသောခြေတလန့်ဖြစ်ခဲ့ရလို့ဒီဘိတ်တာများအကြမှာနာမည်ကြီးကြော်ကြားလျက်ရှိပါတယ်ရှင့်။ဟုတ်ကဲ့ပါရှင်ကြားပြအစီအစဉ်အနေနဲ့ဒီမိတ်စာပေးအစီအစဉ်ကိုလည်းကျမတို့အလှည့်ပေးလိုက်ကြရအောင်ရှင်။ KND ကျော်က host လုပ်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မင်္ဂလာပါကျမကတော့ဟန်နီပါတပိတ်လေကရဲ့ participant တွေကိုကျမတို့အာကူယူသတင်းဌာနမှာ20ရက်3လ2026မှာ28ရက်3လ2026အထိသင်တန်းနဲ့ပတ်သက်တဲ့အခြေအနေနဲ့တပိတ်နဲ့ပတ်သက်တဲ့ short survey လေးတစ်ခုကိုကောက်ခံခဲ့ပါတယ်ရှင်ဒီ survey မှာမေကွန်9ခုပါဝင်ပြီးတော့ဖြည့်ဆို့သူ20ခန့်ကပါဝင်ဖြည့်ဆို့ပေးခဲ့ပါတယ်ရှင်survey နံပါတ်1ဖြစ်တဲ့ရေးလာတန်တာလားဆိုတဲ့ survey မှာဖြည့်ဆို့သူတွေရဲ့90ရာခိုင်နှုန်းက comment တွေကိုရှင်းလင်းပြသစွာပေးတက်ပြီးတော့စကားပြောပြသတဲ့မန္တလေးသူမတ်တန်တာကိုမဲပေးကြပြီးတော့40ရာခိုင်နှုန်းကတော့နူးညံ့ချိုသားတဲ့အတန်းနဲ့ခင်ပူကောင်းတဲ့ vibe အပြည့်ရှိတဲ့ rate ကိုမဲပေးခဲ့ကြပြီးကျန်10ရာခိုင်နှုန်းကတော့ဂျားနေအနေနဲ့နေခဲ့ကြပါတယ်ရှင်survey နံပါတ်2ဖြစ်တဲ့ debater တွေအနှစ်သက်ဆုံး fancy ကိုရွေးချယ်ရမှာတော့ရုပ်တည်ကြီးနဲ့ဟာတာဖောက်တတ်တဲ့ဂျယ်လီက35ရာခိုင်နှုန်းတအားဆိုးမှုပေမဲ့ Q site ပေးတတ်တဲ့ vibe ရှိတဲ့ထမင်းကျော်ခေါ်ကိုဖက်ဒရစ်က35ရာခိုင်နှုန်းနဲ့ပူးတွဲပူဆွဲလျက်ရှိပြီးတော့တတိယအနေနဲ့အတန်ချိုချိုလေးရှိတဲ့ ready ကလူထုထောက်ခံနှုန်း20ရာခိုင်နှုန်းနဲ့ရက်တည်လျက်ရှိပါတယ်။ survey နံပါတ်3ဖြစ်တဲ့ debater တွေအကြိုက်ဆုံး activity တွေမှာတော့ပစ္စည်းရောင်းတဲ့ activity ကပထမ Trillium Mirror ကဒုတိယနဲ့ Desert Island ကတတိယအနေနဲ့ရက်တည်လျက်ရှိပါတယ်။ survey နံပါတ်4ဖြစ်တဲ့ best debate partner အနေနဲ့မှာတော့ကိုစိတ်နဲ့အတူပါတနာအနေနဲ့ပြိုင်ခြင်းကြောင့်အများစုကရွေးချယ်ခဲ့ပြီးတော့သူ့နောက်ကမှ Raven နဲ့ထက်မြက်တို့ကလိုက်လျက်ရှိပါတယ်ရှင်။ survey နံပါတ်5ဖြစ်တဲ့ပြိုင်ဘက်အနေနဲ့ရှောင်ခြင်းတဲ့ debater နေရာမှာတော့ Matt Ellis ကိုရှောင်ခြင်းသူအများဆုံးဖြစ်ပြီးတော့သူ့နောက်မှာထက်မြက်နဲ့ Jessica တို့ကလည်းရှောင်ခြင်းသူအများဆုံးအဖြစ်စည်ရင်းဝင်လျက်ရှိပါတယ်။ survey နံပါတ်6ဖြစ်တဲ့ best aura debater အနေနဲ့မှာလည်း Matt Ellis ကပဲဦးဆောင်နေပြီးတော့သူ့နောက်မှာထက်မြက်က2မဲလူနဲ့လိုက်နေချောင်းပါရှင်။ Best Charisma Debater အနေနဲ့ကတော့ထက်မြက်ကမဲအားလုံးရဲ့45ရာခိုင်နှုန်းနဲ့အပြတ်အသက်ဦးဆောင်လျက်ရှိပါတယ်။ Best Viewer Questioner အနေနဲ့ကတော့မဲအားလုံးရဲ့60ရာခိုင်နှုန်းကို Chloe ကအပြတ်အသက်ဦးဆောင်နေကြောင်းပါရှင်။ Best Presenter အနေနဲ့ကတော့ Raven, Comet, Carrie တို့က20ရာခိုင်နှုန်းနဲ့ပူးတွဲပထမနေရာကိုမဲအတူနဲ့သိမ့်ပိုက်လျက်ရှိပါကြောင်းသတင်းရရှိထားပါတယ်ရှင်။နေ့လယ်ပိုင်းသတင်းစီရဲ့ဒုတိယပိုင်းကိုဆက်လက်တင်ဆက်တော့ပါမယ်ရှင်။ကျွန်မခင်ယူပါကြောပါ။
တတိယမြောက်သတင်းအနေနဲ့ဒီဘိတ်လေကသင်တန်းပေါ်တက်ရောက်ခဲ့သူများရဲ့အတွေ့အမြင်ကိုဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်ရှင်။ဒါကိုလည်းကျမတို့အာကူကျူးရဲ့သတင်းတောက်မက်ခင်ဘေယာကျော်ကတွားရောက်မေးမြန်းထားပါတယ်ရှင်။ ဒီဗီတာတယောက်အနေနဲ့ပြောရမယ်ဆိုရင်ဒီဘိတ်လေကားလို့အတန်းမျိုးတွေဖွင့်ပေးတာက community အတွက်ဘယ်လိုအကျိုးသက်ရောက်မှုတွေဖြစ်စေမယ်လို့ထင်လဲကိုပိုင်းအတွေ့အခေါ်မရှိသေးတဲ့လူငယ်တွေဒါမှမဟုတ်ကိုတိုင်းဆုံးဖြတ်ချက်ချဖို့လိုအပ်နေတဲ့လူငယ်တွေအနေနဲ့ပေါ့နော်ဒီအားမှန်နေမှားတယ်ကိုတော့ဒီအားကောင်းနေဆိုတယ်ဆိုတဲ့ဟာကိုတိုင်းဆုံးဖြတ်ချက်ချနိုင်မှုအတွက်ကိုဒါကတနည်းအားဖြင့်ကြားမယ်စိတ်အရင်းပြလိုက်တာပဲပေါ့နော်ဖိတ်ဆိုတာလေကျွန်တော်တို့ကချာတစ်ခုပဲဗျာအဲ့လိုမျိုးပဲသူ့ကချာကိုဒါပြန်ပွားအောင်လုပ်ပေးရတော့ဒါကောင်းပါတယ်အကျိုးကျေးဇူးကတော့သူတွေတော်တော်များများကဒီ debate culture နဲ့ယဉ်နေလာတယ် debate culture နဲ့ယဉ်နေလာတာနဲ့အမြတ်ဒီ debate ဆိုတာဗျာကျွန်တော်တို့ဒီအကြောင်းအရာတစ်ခုခုပြောမယ်ဆိုလို့ရှိရင်ဒီပြောမယ်အကြောင်းအရာကိုတခြားလေးနားလည်ထားဖို့အဲ့လိုနားလည်ပြီးမှပြောလို့ရဖြစ်တဲ့အတွက်ဒီ debate training တွေပေါ်လာရဲဆိုတာလေစကားကိုကောင်းကောင်းမွန်မွန်ပြောတတ်စေရတယောက်နဲ့တယောက်အပြန်အလှန်ပြောကြတဲ့အခါမှာလည်းကောင်းကောင်းမွန်ပြောလာတတ်စေရနောက်ပြီးတော့အကောင်းဆုံးတစ်ခုကတော့အကျိုးကျေးဇူးအရာဆုံးတစ်ခုကြောင့်ကျွန်တော်တို့ရဲ့အတွေးတွေကို360 degree တွေးနိုင်တာပဲဗျအဲ့ဟာကတော်တော်လေးအကျိုးကျေးဇူးရနိုင်တယ်ယနေ့ရဲ့နောက်ဆုံးသတင်းအနေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့ဒီဘိတ်ကာချာနဲ့နောင်လာမဲ့အခြေအနေများကိုတင်ပြသွားပြရစီရှင်။ဒီအကြောင်းအရာကိုလည်းမက်ခင်ဘေယာကျော်ကပဲဒီဘိတ်ဝါသနာရှင်အချို့စီကသတင်းသွားရောက်ယူထားပါတယ်ရှင်။မြန်မာနိုင်ငံရဲ့လက်ရှိ debate culture အခြေအနေနဲ့နောက်လာမဲ့အလားအလာကိုပြောပြပေးပါ။မြန်မာနိုင်ငံရဲ့အခုလက်ရှိ debate culture ကတော့ပြောရမယ်ဆိုလို့ရှိရင်ဒီ debate အကြောင်းကိုတိတိကျကျမသိတဲ့ percentage ကပိုပြီးတော့များတယ်ပေါ့နော်ဆိုတော့သူတို့ debate ကိုဘယ်လိုထင်ကြလဲဆိုလို့ရှိရင်ဒါပြိုင်ရင်းကြတယ်ရန်ဖြစ်ကြတယ်ဒါမှမဟုတ်လဲစကနိုင်လူတယ်ပေါ့နော်စကေလူတယ်နိုင်ဖို့အတွက်ပဲဆိုတာမျိုးပေါ့နော်အရန် competitive ဖြစ်တယ်ပေါ့နော် competition တစ်ခုအနေနဲ့ပဲကြည့်ကြတယ်competition တစ်ခုအနေနဲ့ပဲကြည့်ပြီးတော့ debate ကဘယ်လောက်ထိအရေးပါလဲဆိုတဲ့ဟာကိုတော်တော်များများကမကြည့်ကြအောင်နောက်ပြီးတော့လို့ရှိရင်ဒီ social media မှာဆိုလို့ရှိရင်လည်းအများနဲ့တွေ့ရတာလေအဲ့ဒီ debate တယ်ဆိုပြီးတော့ရန်ဖြစ်တာမျိုးတွေအဲ့ speech တွေထဲမှာအချင်းချင်း personal attack တွေလုပ်သွားတယ်အချင်းချင်းဘယ်လိုပြောမလဲဟိုစောကားတွေပြောတာပေါ့ဒီ personal attack တွေလုပ်ကြရဲဆိုတာဒါ debate ကိုတေးသေးချာချာနားမလည်လို့လုပ်ကြတာဖြစ်တယ်ပေါ့နော်ဆိုတော့အခုလက်ရှိ debate culture ကတော့နာဂတ်မှာတော့ဒီထက်ပိုပြီးကျေပြန့်လာနိုင်မယ်လို့ထင်ပါတယ်ရှေးဥဖြစ်နေတဲ့အရာကိုပြောချင်ပါတယ်ရှေးဥဖြစ်နေတဲ့အရာကတော့ဘာလဲဆိုတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာကစကားပြောကြတယ်တကယ်ပြောပါလေဒါပေမဲ့ပြောတဲ့အခါမှာစကားကိုပြောသလိုထက်ရင်းရန်ဖြစ်တာကနေများပါတယ်အဲ့လိုမျိုးအရာတွေကနေမဖြစ်အောင်လို့ကျွန်တော်ဒီဘက်ကိုထည့်ရမယ်နောက်ဆုံးပြန်ချုပ်ရမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီဘက် culture ကိုပြန်ပြီးမြင့်တင်ဖို့ရဆိုရင်တော့ဒီဖြည်းဖြည်းချင်းပိုင်းလေးတွေလောက်သွားမယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်အမားတို့မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင် debate ကိုဒါ debate culture ကိုပြန့်နှံ့စေချင်တယ်ဆိုလို့ရှိရင်ဒီအခုလက်ရှိအမားတို့online student တွေပေါ့နော် online မှာလာတင်နေကြတဲ့ debate culture ကို access လုပ်နိုင်တဲ့သူတွေကနေပြီးတော့မြေပြင်တွေကိုတကယ်လက်တွေ့သွားရောက်ပြီးတော့ပေါ့နော်ဟိုတင်နန်း training ပေးတာတွေပဲဖြစ်ဖြစ်ဟိုပွဲတွေကျင်းပပေးတာပဲဖြစ်ဖြစ်သူတို့ကိုဒီ debate culture နဲ့ရင်းနှီးဖို့အတွက်အများကြီးလှုပ်ဆောင်ပေးနေတယ်လို့ထင်တယ်နော် debate ဆိုတာဘာလဲတကယ်အစစ်မှန်ကိုမတည်ဘဲနဲ့သူတို့အနေနဲ့ကကြတော့ဒါအနိုင်အရှုံးဆိုရဲနှစ်ခုထဲမှာပဲပိတ်မိနေတယ်လို့ထင်နေပေါ့နော်တကယ်တော့အနိုင်win-win situation ဖြစ်တယ် win-win solution နဲ့သွားနေရတာဖြစ်တဲ့အခါကျတော့ဟိုတကယ်အစစ်မှန်ဆိုတာဘာဒီ debate ဆိုရဲရည်ရွယ်ချက်ကရောဘာကြောင့်ဒီ debate ကိုစပြီးတော့ဟိုကျင်းပကြတာလဲဖြစ်လာတာလဲဆိုရဲအကြောင်းရင်းနေပြီးတော့သူ့ရဲ့တကယ်ရည်ရွယ်ချက်ပေါ့နော် objective တွေကိုလည်းတေချာလေးတိဖို့လိုအပ်နေသေးတယ်လို့ထင်တယ်ဒီမှာနိုင်ငံမှာဆိုလို့ရှိရင်တော့ဒါ 100% ရှိရလုံငယ်တွေမှာဆိုလို့ရှိရင်ဟို 20% လောက်ပေါ့နော်လူအနည်းစုကပဲဒီ debate culture နဲ့ရင်းနှီးကျွမ်းဝင်နေတယ်လို့ထင်မိရဲ့အဲ့တော့မတို့အများကြီးဆက်ပြီးတော့ဟိုပြန်ပွားပေးနိုင်ဖို့အတွက်လိုအပ်တယ်လို့တော့ထင်မိပါတယ်ရှင်ဟုတ်ကဲ့ဒီကနေ့သတင်းအစီအစဉ်ကတော့ဒီမှာနေပြီးဆုံးသွားပါပြီရှင်။နာတော်တာစင်သူဒီဘိတ်တာအပေါင်းမျှတသောဒီဘိတ်အမြင်များနဲ့လောကကြီးကိုအလှဆင်နိုင်ကြပါသည်ရှင်။